ကျွန်တော်စောစောကပြောပြတယ်လို့ပဲတန်တဲ့ကဲကြီးမှာရှိရဲစိတ်ဝင်စားတာနောက်ထပ်တစ်ခုကတော့ဒီလေပြက်ကြီးပဲဖြစ်ပါတယ်ဒီလေပြက်ကြီးကိုဘာလို့လူတွေကပေါ့နော်ကုန်းပေါ်ကဒီရေတွေကနေကုန်းပေါ်စိုးတင်ထားလဲဆိုတော့တမိုင်းနောက်တစ်ခုရှိပါတယ်ခင်ဗျာဒီလေပြက်ကြီးကစစ်တွေမှာရှိရပေါ့နော်ဘင်္ဂါလီလူတွေကမလေးရှားနိုင်ငံကိုပင်လယ်ကူးပြီးတော့စွန့်စားပြီးတော့တွားရောက်ဖို့လုံရင်းရနေပေါ့နော်မုံတိုင်းမိပြီးတော့ဒီတန်တဲ့ကန်းကြီးမှာခုနားခဲ့တာပဲဖြစ်ပါတယ်ဒီလေယာဆိုရင်ပြလူအများဆုံးဆန့်30လောက်ပဲဆန့်တဲ့လှေပေါ်မှာလူ100လောက်ပေါ့နော်တက်ပြီးတော့မှအခက်ခက်ခဲခဲနဲ့ပင်လယ်ပြင်ကိုရုံးကန်ခဲ့ရတဲ့အတွက်ဒီလူတွေရဲ့ဇွဲနဲ့တက်တီကိုလေးစားသောအဖြစ်ဒီလူကြီးကိုဒီမှာအမှတ်တရထားရှိရတော့ကျွန်တော်တို့သိရှိရပါတယ်ဒီလူကပတ်သက်တဲ့သူအဲ့ဒီစောစောပြောတော့ဇွဲတက်တီရတော့တော်တော်လေးစားပွဲကောင်းပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ဒီခက်ခဲကြမ်းတဲ့ပင်လယ်ရေလိုင်းတွေပင်လယ်ပြင်တွေတားငါငမန်းတွေရဲ့ဓာန်ကိုလူ30ကမနှဲဆက်တဲ့လှေပေါ်မှာလူ100တိတိကကျိုးသားရုံးကန်ပြီးကြော်ဖက်ခဲ့တယ်ဆိုတော့ဒီလူရဲ့တမိုင်းဝင်အထောက်ထားကတော့ကျွန်တော်တို့အတွက်ဘယ်ကိစ္စမဆိုမျှော်လင့်ချက်ပေးလို့ခံစားရပါမယ်ကျွန်တော်အနေနဲ့လည်းဒီလေကြီးရဲ့အကြောင်းကိုသိရတဲ့အချိန်တော်တော်လေးကိုကြက်သိမ်းထားတဲ့အချိန်ကိုစိတ်ဝင်စားသွားပါတယ်ခင်ဗျာအားလုံးပဲဒီရန်ကုန်ကနေပေါ့နော်2နာရီတော့ကားမောင်းရုံဖြစ်လေ့လာလို့ရမယ်ဒီကြောက်တိုင်နဲ့ဒီလူကြီးကောင်းပြီးလို့ရှိရင်လာပါတဲ့တန်တဲ့ကန်းကြီးရဲ့ရှုပ်တော့ပြီးတော့ကြီးစုခံစားခြင်းနဲ့ဆိုရင်ဒီတန်တဲ့ကန်းကြီးလေးကိုလာရောက်ဖို့တော့ကျွန်တော်အနေနဲ့လေးစားစွာဖြစ်ဖိတ်မှန်ကပြုရပါတယ်ပင်လေပြင်ကနေအစင်စစ်တိုက်ခတ်လာတဲ့လေပီလေးအိုးလေးကိုခံစားရင်းနဲ့ဒီကန်းကြီးမှာရှိတဲ့ဒီပင်လေစားစာရောင်းတဲ့စားတောက်ဆိုင်လေးနဲ့တူကျွန်တော်တို့ရန်ကုန်မှာမွန်းချက်နေတဲ့ပြည်သက်ကြီးကိုထပ်ပေါက်တစ်ခုရစီလို့စေတနာရှိထားပြီးတော့ဒီစီဇန်လေးကိုကျွန်တော်တို့ New Challenges Travel Management Solution မှာရိုက်ကူးတက်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ခင်ဗျာအခုတော့လှပတဲ့ကန်းကြီးများစိတ်ဝင်စားဖွယ်ကောင်းတဲ့ဒီပထိုးတမိုင်းကြောင်းများပြီးလို့ရှိရင်ထူးခြားလှပတဲ့နေရာများကိုစင်သက်မပြတ်ရိုက်ကူးတက်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ New Challenges Travel Management Solution page လေးကို like and follow လုပ်ပေးကြဖို့အားလုံးကိုမြတ်တာရခံအပ်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့နဲ့ဒီနောက်ထပ်စီစဉ်တွေကိုလည်းထပ်မံပြီးတော့စောင့်မျှော်ကြည့်ရှုပေးဖို့ကိုလည်းဒီနေရာကနေပြင်မှန်တကပြုလိုက်ရပါတယ်ခင်ဗျာအားလုံးပဲကိုစိတ်ဝင်စားကြပါခင်ဗျာ